တကယ်ချင်းအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်အားပေးမယ်လည်းညှော်လင်းပါတယ်ကျွန်တော်ဒီတစ်ချင်းဆိုတာအကျဉ်းရှိပါပါမယ်ခုတည်းပဲအခုတစ်ခါပြန်လဲဆိုတာပေါ့နော်အားပေးမယ်လည်းညှော်လင်းပါတယ်ဘဝဆက်ဆက်ကိုကချီရလေသူမဖြစ်လို့ကြောင်းစိတ်နေရှင်းထန်တော့ပါမှာပန်းစုရွှေတော့ခဲ့တယ်မေတစ်ဖက်သက်ချင်းမျိုးဆိုတာနှွေလေမမိုးမျောရသလိုချီရင်ချီရလေတော့ခေညာတနာကပေးစဖို့ဝင်လေးနေသူရဲ့အတကူပုံငါပေးချစ်တဲ့သူမလေးချစ်ငယ်စေသလားမေလိုက်လေပြေးလေပြေးလေဝေးလေမမေ့ခင်တော့တွေ့ချင်သေးတဲ့မေခုနနာတော့ညကိုဘွားအဆအဆမပြေဆုံးမင်းမဲ့လေးချစ်တဲ့ခင်တဲ့ချီနာမျက်နှာတဲ့မြစ်တာခွန်အားတွေသစ္စာမှုတရားတွေမင်းပြောမောင်းထားနိုင်နေမေခုတော့ကိုရဘဝတွေတောင်ပြေမှာရွာတဲ့မိုးချေကျိုးမဲချစ်သွေးညို့နဲ့ပြင်းမြင်ဖြစ်ချင်သောဆန္ဒတစ်ခုနဲ့ခုစီမြစ်တာညှို့ဆိုခြင်းနဲ့လေမမေ့ခင်တော့တွေ့ခွင့်ပေးပါမည်မကျင်နာလို့တမင်ခွာပြေးခဲ့လေရှင်နာတင်းနဲ့ဖြေပါမယ်ချစ်သူရဲ့အကြောင်းမဆက်လို့မပေါက်ဖက်အလေကောင်းပြတ်လို့သာဆုံးဖြတ်တော့ကွယ်မြစ်တာရင်အားသစ္စာတရားကကိုယ်ရင်မာထားရှိနေသားမှုဘဝအနေချရှိတော်ညာလေခဏဆန္ဒတွေးခွင့်လေးကိုကိုမြစ်တာတရားတန်မိုးထားလို့မမေ့ခင်လေးဖြည့်ချင်တွေးခွင့်ပေးပါလားချစ်သူရဲ့ဘဝဆက်ဆက်ကိုကချီရလေသူမဖြစ်လို့ကြောင်းစိတ်နေရှင်းထန်တော့ပါမှာပန်းစုရွှေတော့ခဲ့တယ်မေတပတ်သက်ချင်းမျိုးဆိုတာနှွေလေမမိုးမျောရသလိုချီရင်ချီရောက်လေတော့ငေညာတနာကပေးစဖို့ဝင်လေးနေသူရဲ့အတကူပုံငါပေးချစ်တဲ့သူမလေးချစ်ငယ်စေသလားမေလိုက်လေပြေးလေပြေးလေဝေးလေမမေ့ခင်တော့တွေ့ချင်သေးတဲ့မေခုနနာတော့ညကိုဘွားအဆအဆမပြေဆုံးမေမဲ့လေးချစ်တဲ့ခင်တဲ့ချီနာမျက်နှာတဲ့မြစ်တာခွန်အားတွေသစ္စာမှုတရားတွေမေးပြောမောင်းထားနိုင်နေမည်ခုတော့ကိုရဘဝတွေတောင်ပြေမှာရွာတဲ့မိုးချေကျိုးမဲချစ်သွေးညို့နဲ့ပြင်းမြင်ဖြစ်ချင်သောဆန္ဒတစ်ခုနဲ့ခုစီမြစ်တာညှို့ဆိုခြင်းနဲ့လေမမေ့ခင်တော့တွေ့ခွင့်ပေးပါမည်ခုစီမြစ်တာညှို့ဆိုခြင်းနဲ့လေမမေ့ခင်တော့တွေ့ခွင့်ပေးပါမည်အားလုံးပဲကျေးဇူးများတင်ပါတယ်